5, 4, 3, 2, 1. ဖီးရောက်လာမယ်column 1တန်းဆုပ်လာမယ်နော်ဒါပြီး pre spread ကြိုလောက်ထားတော့column 2လာတော့မယ် group 2 ready လောက်တာကြိုပြီး pre spread ထားမယ်နော် pre spread ထားမယ် fear bread လာမယ် pre spread တန်ပင်းလာမယ် pools လာမယ်ကောင်းတယ်နော် column 3လာမယ်နော် group 1 ready မပါတဲ့လူတွေရှောင်နေနော် group 1 readyဒီဘက်နာဘက် fear bread လာမယ်အတင်ငန်းလူတွေထွက်မယ်နော် fear bread လာမယ်ခုတော့အပေါ်တက်အောင်ပါနော်တန်ပင်းလာမယ် down time မမှတ်ပါနဲ့နော် fear bread လာမယ်position ကြိုယူထားနော်အဲ့လေးတွေကိုလက်ကျန်အဲ့လေးကိုတတ်လိုက်မယ် position ကြိုယူထား refresh လုပ်အောင်နော်အဲ့လေးတွေရှင်းမယ်နော်တန်ပင်းလာမယ်ပြီးရင်တန် position လေးနဲ့ပြန်ပြီးတတ်နိုင်တော့ကပ်ပြီနော်ရမှာ off လေးတွေရှင်းမယ်အခုဆွဲစုတာလာမယ်ဆွဲစုတာလာနေတဲ့အချိန်မှာ fear တင်မယ်နော် marker အနီးတင်ခိုင်းရလူချက်ချင်း alert မယ်နော်ပြီးရင်လည်း off လာမယ် pre spread ဟာ personal လူဝင်သုံးမယ်နော်တွေးနေနေ personal သုံးမယ် good column 1ပြန်လာမယ် group 1 ready လုပ်တာရှင်းမယ်နော်တန်ပင်းလာမယ်တန်ပင်းလာမယ်ဒါရရချက်ကြည့်ရအောင်ရ pre spread ရုံးမယ် pre spread ရုံးမယ် pre spread fear bread လေးပြေးမယ် flight ready column 2လာမယ် group 2 readyရဘာဖြစ်ရှင်သားပြန်ရှိမှာcancel တန်ပင်းလာပြီနော်ဒါပြီးရတယ် off လာမယ် pre spread ရုံးမယ်နော်ရုံးပြီး intermission လာပြီ
off လာတော့မယ်နော် link clone 1အကွေတာမရှိဘူးဂျေးဝင်မယ် fear ပြေးမယ်နော် outcast ကို clean ဆက်သွားမယ်ဆက်သွားမယ်second ball ရပြီအော်ဟိုအဲ့လေးကိုလက်ကျန်အဲ့လေးကိုတတ်လိုက်မယ်နော်ပြီးရင် glom 2 ready လုပ်ထားမယ် group 2 ready လုပ်ထားမယ်ဒီမို့နေရာမှာဝင်ဖို့ညံကလေးရဝင်မယ်နော်ကိုကလူပါဝင်မယ်တယောက်လိုသေးတယ်နော်โอเคကိုကလေးရှိရโอเคမရโอเค defense ဒီနေ့ကို free spread တန်ပေးလာမယ်ရုံးမယ်နော်ဂလုံးမွမ်းပြန်လာမယ်နော်ဂလုံးမွမ်းပြန်လာမယ်မထိထားသေးတဲ့လူတွေဝင်လိုက်နော်ဂျေးလည်းဝင်လို့ရတယ် pre spread လုပ်ထားမယ် pre spread pre spread ရပြီ